တန်တန်ဒီနေ့ကတော့ရန်ကုန်နဲ့ကော့တောင်ကိုဒီပို့တာကွယ်ဟုတ်ပါဘူးကားဂိတ်နဲ့ပို့တာပါဆယ်ထုတ်ကိုပတ်စံ9000နဲ့ဒီတစားခ9000နဲ့ယူလာခဲ့ရတဲ့အန်ပေါင်းလေးပဲဖြစ်ပါတယ်ပြုံမနေတော့ဒါဒီ6လပိုင်း19ရက်နေ့တည်းကနေပြီးတော့မှပို့လိုက်တဲ့ပါဆယ်ထုတ်ဒီနေ့မှရောက်တာဒီနေ့ဆိုရင်4ရက်နေ့ဖြစ်သွားတယ်19ရက်နေ့ဆိုအနည်းဆုံးကတော့15ရက်တလလောက်ဝက်နီးပါးလောက်ကြာသွားပြီသိရမလားမရပါလောက်ဝက်မပေါ့အဲ့မော့10ကျော်15ရက်အဲ့လောက်တော့ရှိပြီထင်တာဒီချာလောက်မကျွမ်းဘူးကျွန်တော်သိယူကဲဟောက်ကြည့်မယ်လိုက်ကြည့်နောက်တစ်ခုကတော့ဒီအဓိကတော့ဒီပါဆယ်ထုတ်ကိုဖတ်ပြကြည့်လို့ပေါ့နောက်တစ်ခုကကျတော့ဒီမှာ Ryan နဲ့ Perfect Gaming TV ကနေပြီးတော့မှမှာထားတာ DJR ဒီပိုင်းရဲ့လက်မအဆော့လေးပါ Perfect Gaming ကနေပြီးတော့မှတအားကိုကွယ်အရန်ကိုအစီအရောင်လုပ်ပေးတယ်တကယ်ပါသိလားအဲ့ကိုအရန်ကြီးစုတင်တာပဲပထမကကားကိတ်ကနေပြီးတော့မှ Ryan နေပြီးတော့ကော့တောင်းတီကိုအယောင်ငွေချေနဲ့ပို့တာလက်မခံဘူးဒါပေမဲ့ဒလီခောက်ကြိုပြီးတော့ပေးသွင်းလိုက်တယ်အကိုကအဲ့ဒါကိုရုံးမှသွားမေးကြည့်တော့ကော့တောင်းကမပို့ဘူးလို့ပြောတယ်အဲ့ဒါနဲ့အကိုကဘာလုပ်ပေးလဲဆိုရင်ရန်ကုန်ရုံးကိုသူကတစ်ဆင့်ပြန်ပို့ပေးပြီးတော့မှကျွန်တော်ဇရိတ်တဝက်အမောက်တစားကကျွန်တော်တဝက်ခံပေးလိုက်ပါမယ်ကျွန်တော်ဖြစ်အောင်တော့ပို့ပေးလိုက်ပါမယ်ဆိုပြီးတော့မှရန်ကုန်ရုံးချိုးကနေပြီးတော့မှတစ်ဆင့်ပြန်ပြီးတော့ကော့တောင်းတီရအောင်လို့လူတွေနဲ့ပြန်ပြီးတော့ပို့ပေးတာအဲ့ Perfect Gaming TV ကအကိုကြီးကို admin အကိုကြီးကိုအရန်ကိုကြီးစုအများကြီးတင်ပါတယ်လို့ပြောချင်ပါတယ်ဒါအရင်တော့လည်းသူ့စီမှာပထမဦးဆုံးတော့ Hyper Internet ကို game ဆော့တဲ့အချိန်မှာစပြီးတော့ဝယ်သုံးမှုတာလေအဲ့အကိုကြီးကနေပြီးတော့ဝယ်သုံးမှုတာအဲ့လက်အိတ်လေးရောက်လာတယ်ကြည့်မယ်ဖောက်ကြည့်မယ်ရှင်းလားလိုက်ကြည့်အဲ့ဒါရှင်းပြီးသွားရောတက်လာတယ်ပေါ့ကျမကတော့ဘာလာတောင်းဆိုတဲ့အဖွဲအောင်လို့သူများလိုမင်းညောင်းမကက်ကြီးနဲ့အကုန်လုံးစလုံးပြန်ညက်တက်လိုက်အမေရီစားစာပေးသလိုပေးရတာရီတော့ခေါ်ကရီစားစာမရဘူးလို့ဒီမှာရတယ်ကိုလီပိုင်းရဲ့လက်မအဆော်လေးနောက်ဆုံးတော့လက်ထဲကိုရောက်လာပါပြီဒါကလေကော့တောင်းမှာနေရတာပြောတာကိုလီပိုင်းကလေမြန်မာနိုင်ငံကိုမပို့ဘူးတဲ့အရန်ပြင်ပန်းတာပဲတလားအဲ့ page မှာတော့ပြီးတော့လေကော့တောင်းကိုပို့လာဆိုတော့မပို့ဘူးနဲ့လိုချင်နေတာကိုမရဘူးအဲ့နဲ့လောလောဆယ်တော့နှစ်ခုပဲအရင်မှာထားတယ်အရန်ပြောပါရဲ့တကယ်တော့တုံးကြည့်ချင်နေတာအရန်ကိုအမေကကိုလီပိုင်းကဘာလို့ဟိုထိုင်းကိုကြာသွားတစ်မျိုးလုံးတဲ့နဲ့လုံးပို့ပြီးတော့မှလက်ကော့တောင်းမျိုးကြာတော့ထိုင်းလေးကတ်နေတော့မပို့ပါဘူးကြိုက်ဘူးတော့အဲ့လိုမျိုးကိုလီပိုင်းကကြိုက်ဘူးချစ်လိုက်ပါအောင်ချစ်စရာလေးချစ်လိုက်ပါအောင်မလေးလိုကိုလေးနဲ့ဘာပေးရပါဘာပေးတယ်ဘယ်နဲ့ညာလဲကိုခွဲရအောင်တက်ချင်တယ်လို့တက်မယ်ဟုတ်တယ်မလားနော်သူပါသူလဲသူပါသူလိုပဲပေးအဓိကကတော့ပို့လို့ဆွဲလို့ကောင်းရင်ရပြီတက်ချင်တယ်ညီမပဲတက်ညာပဲတက်ဟုတ်တယ်လားရင်းကြီးတာဟုတ်တယ်ရင်းကြီးရအဲ့လက်မဆုံးရငင်းလားမသိဒုက္ခပဲကိုလက်မပဲကြီးညာလားမသိဦးရမ်းကြနေမှာဆိုတော့ခဏလေး pause လုပ်လိုက်ခဏစားပြီးသွားပြီတက်လို့ပြီးသွားပြီမကြည့်လိုက်အောင်ဒီဘက်က DJR လေးပိုင်းဒီဘက်ကတော့ DR လို့ရေးထားစမ်းပြီးတော့ပုတ်ကြည့်လိုက်အောင်လာဒီမှာရှောက်ဝိုင်းပုတ်ကြည့်လိုက်အောင်မယ်ကိုကတော့စမ်းပို့ကြည့်အောင်မယ်ဆိုတော့အရင်လဲဟိုမဖြစ်ဘူးပေါ့နော်ဒါပေမဲ့ညကြရင်တော့ဟိုဒါအရင်တော့ညကြရင်တော့ဆော့ကြည့်လိုက်ပါအောင်မယ်ဆော့ပြီးရင်တော့တီချင်လို့ပြုံးလေးပြလာခဲ့ပါမယ်ရှင်ကျေးဇူးပါတယ်ဒါပဲနော်ကျေးဇူးများကြီးတင်ပါသည်